ကိုဖော်တဲ့စီကိုတောက်ရတဲ့ဒီရုရှားသမ္မတပူတင်အခုတော့ဥရောပနိုင်ငံတွေရဲ့ဒီလန်တွေကိုရောက်လာပြီလို့တော့ပြောရမှာဖြစ်ပါတယ်ဒီတင်ကရုရှားကိုစောစောရက်ပိုင်းကထိချောက်တာတွေပြုလုပ်ပူးပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီယူကရိန်းကပြစ်လိုက်တဲ့ဒီ drone တွေထဲမှာရုရှားရဲ့အတွင်းပိုင်းထိရောက်လာတဲ့ drone တွေထဲမှာဒီပြည်နယ်နိုင်ငံရဲ့ drone တွေပါလာတာကိုတွေ့ရှိပါအဲ့လိုတွေ့တဲ့အတွက်ကြောင့်ဒီရုရှားကနေပြီးတော့ပြည်နယ်ပြင်းပြထန်ထန်ဝေဖန်မှုပြုလုပ်လိုက်တာသိရှိရပါတယ်အဲ့လိုပြင်းပြထန်ထန်ဝေဖန်မှုတွေပြုလုပ်လိုက်ပြီပဲလေမနေ့တနေ့ကမှအစ်စ်တက်လာတဲ့ပြည်နယ်ဝန်ကြီးချုပ်ဖြစ်တဲ့အန်ဒီဘဟန်ကနေပြီးတော့ရုရှားရဲ့ချိန်ချောက်မှုတွေကိုလုံးဝကြီးမဆိုင်ဖြစ်နေပထမဆုံးပြည်ပခီးစဉ်အဖြစ်နဲ့ဒီယူကရိန်းနိုင်ငံဒီကီယက်မြို့ကိုတွားရောက်ခဲ့တာပဲဖြစ်ပါတယ်အဲ့လိုကီယက်မြို့ကိုတွားရောက်တဲ့အခါမှာဒီပြည်နယ်ဝန်ကြီးချုပ်ဘဟန်ကနေပြီးတော့ဒီရုရှားချိန်ချောက်တဲ့ဂျားကပြည်နယ်ကယူကရိန်းကိုတောက်လျှောက်ထောက်ပံ့မှုတွေပေးသွားမယ်လို့ဩဂုတ်လ24ရက်နေ့ကတရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်မနေ့ကလည်းပဲယူကရိန်းရဲ့မဟာမိတ်နိုင်ငံတွေကဒီကီယက်မြို့မှာစုဝေးမှုတွေပြုလုပ်ကြပြီးတော့ပြည်သစ်နိုင်ငံနဲ့ဂျာမနီနိုင်ငံကတော့အွန်လိုင်းကနေပြီးတော့ဒီဆွေးနွေးပွဲကိုတက်ရောက်ခဲ့တယ်လို့သိရှိရပါတယ်အဲ့ဒီဆွေးနွေးပွဲမှာဆိုရင်ယူကရိန်းကိုလေကြောင်းရန်ကာကွယ်ရေးပစ္စည်းတွေထောက်ပံ့ပေးဖို့အထိအဓိကဆွေးနွေးခဲ့ကြတယ်လို့သိရှိရပါတယ်ပြည်နယ်ဝန်ကြီးချုပ်ဘဟန်ကဘာပြောလဲဆိုတော့ဒီရုရှားကကျွန်တော်တို့ကိုတရလုံးကိုချိန်ချောက်မှုတွေပြုလုပ်နေပါတယ်တဲ့ကျွန်တော်တို့ကယူကရိန်းကိုကာကွယ်ရေးအတွက်ကူညီထောက်ပံ့မှုတွေဆက်လက်ပြီးတော့ပေးသွားမှာဖြစ်တယ်လို့ဒီပြည်နယ်ဝန်ကြီးချုပ်အသစ်ကပြောကြားခဲ့ပါအခုကမှပြည်နယ်ကသူတို့ထုတ်လုပ်တဲ့နိုင်ငံမှာထုတ်လုပ်တဲ့တာဝေးပြဒုံးကြီးဖြစ်တဲ့ Storm Shadow ကိုပြည်သစ်နိုင်ငံကပြန်လည်ပြီးမုန်းမှမှုတွေပြုလုပ်ပြီးတော့အဲ့ဒီတာဝေးပြဒုံးကြီးတွေကိုယူကရိန်းနိုင်ငံမှာထုတ်လုပ်ခွင့်ပေးဖို့ဆိုပြီးတော့အခုနောက်ပိုင်းမှာပြည်စင်လာတာတွေကိုလည်းတွေ့ရှိရပါတယ်ပြည်နယ်ပြည်သူတွေကိုလည်းပဲဒီယူကရိန်းသမ္မတဇာလန်စကီကနေပြီးတော့ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းပြောကြားတဲ့အပြင်ဇာလန်စကီကဒီပြည်နယ်ဝန်ကြီးချုပ်ဖြစ်တဲ့ဘဟန်ကိုကျေးဇူးတင်တဲ့အနေနဲ့စုတစိတ်တစ်ခုလက်ဆောင်ဖြစ်ပေးအပ်ခဲ့တယ်လို့လည်းသိရှိရပါတယ်ဘဟန်ကတော့ဘာပြောလဲဆိုတော့ရုရှားရဲ့ကျူးကျော်မှုတွေကိုတွန်းလှန်နေရတဲ့ယူကရိန်းရဲ့ခုခံစစ်ဟာဆိုရင်ဒုတိယကမ္ဘာစစ်တုန်းကနာဇီဂျာမနီတွေကိုတွန်းလှန်ခဲ့တဲ့ပြည်နယ်တို့ရဲ့စစ်ပွဲနဲ့တူညီတယ်ဆိုပြီးနှိုင်းယှဉ်ပြောဆိုခဲ့တာလည်းရှိခဲ့ပါတယ်အခု EU နိုင်ငံတွေကဒီယူကရိန်းကိုယူရိုငွေကြေး22.1ဘီလီယံလောက်ထောက်ပံ့ပေးမယ်လို့ပြောလိုက်တဲ့အပြင်နော်ဝေးနိုင်ငံကလည်းပဲယူကရိန်းကို2028ခုနှစ်အတွက်ဒီစစ်ရေးမှာအသုံးပြုဖို့ဆိုပြီးအမေရိကန်ဒေါ်လာ9.1ဘီလီယံလောက်ထောက်ပံ့ပေးမယ်လို့တရားဝင်ပြောကြားခဲ့ပါတယ်ဒိမန်ဝန်ကြီးချုပ်ဖြစ်သူကလည်းပဲဒီယူကရိန်းစစ်သားတွေကိုဘာပြောလဲဆိုတော့မင်းတို့ကဥရောပတနိုင်ငံလုံးအတွက်ငါတို့ကိုစားတိုက်ပေးနေတာပါလို့တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါသေးတယ်ရုရှားသမ္မတပူတင်ဟာဆိုရင်2026ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာနောက်ဆုံးထားပြီးတော့ဒီဒွန်ဘတ်မြို့တတိယဒေသတစ်ခုလုံးကိုအပိတိုင်သိမ့်ပိုက်ဖို့သူကအမိန့်ပေးထားတယ်လို့လည်းသိရှိရပါတယ်။ဩဂုတ်လ22ရက်နေ့မှာပြုလုပ်တဲ့ရုရှားနိုင်ငံမှာပြုလုပ်တဲ့ United ဒီရုရှားပါတီညီလာခံမှာရုရှားသမ္မတပူတင်ကအားလုံးစီယုံကြပါလို့သူကထိုင်သွင်းပြောကြားခဲ့တာကိုလည်းသိရှိရပါတယ်။အခုအနေအထားကိုကြည့်နေဆိုရင်ရုရှားကဒီစစ်ရှုံးနေတဲ့အနေအထားတော့မဟုတ်ဘူးဗျ။စစ်မရှုံးပေမဲ့လည်းသူတို့ကဒီအဲ့ဒီအနေအထားတဲ့တော့ပုံမဆိုးွားတဲ့အနေအထားကိုရောက်ရှိနေတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။ပြီးတော့လည်းရုရှားသမ္မတပူတင်ကဒီနျူကလ িয়ার လက်နက်ကိုသုံးမယ်ဆိုရင်လည်းသူ့မှာနျူကလ িয়ার လက်နက်တွေအများပြားရှိပါတယ်။ဒါပေမဲ့နျူကလ িয়ার လက်နက်ကိုသုံးရင်လည်းမဖြစ်နိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့မဟာမိတ်ဖြစ်တဲ့တရုတ်နိုင်ငံကနျူကလ িয়ার လက်နက်သုံးမှာကိုလုံးဝလက်မခံဘူးလို့တရားဝင်ထုတ်ဖော်ပြောကြားပြီးသားဖြစ်ပါတယ်။ဘာဖြစ်လို့ဒီလိုပြောရလဲဆိုရင်နျူကလ িয়ার လက်နက်ကဒီပြည်နယ်နိုင်ငံနဲ့ပြည်သစ်နိုင်ငံတို့မှာလည်းနျူကလ িয়ার လက်နက်တွေကရှိပြီးသားဖြစ်ပါတယ်။အကယ်ဆိုတော့ရုရှားကယူကရိန်းကိုနျူကလ িয়ার လက်နက်သုံးမယ်ဆိုရင်အဲ့ဒီနိုင်ငံတွေကလည်းပြန်လက်တုံပြန်လာခဲ့ရင်ကမ္ဘာကြီးအတွက်နျူကလ িয়ার စစ်ပွဲကြီးဖြစ်လာမှာကိုတရုတ်နိုင်ငံကလည်းကြိုးတွက်ထားပုံရပါတယ်။အဲ့တော့ဒီရုရှားသမ္မတပူတင်အခုဘာဆက်လုပ်ရမှန်းမသိတဲ့အနေအထားကိုရောက်ရှိနေတဲ့အနေအထားကိုတွေ့ရပါတယ်နိုင်ငံအတွင်းမှာလည်းဒီပူတင်ကိုထောက်ခံတဲ့လူဦးရေကတဖြည်းဖြည်းဒီကျော်နေလာပြီးတော့ပူတင်ကိုသဘောမကျတဲ့ဒီရုရှားပြည်သူတွေကအခုနောက်ပိုင်းမှာတိုးပွားများပြားလာတာကိုလည်းတွေ့ရှိရပါတယ်လက်ရှိအခြေအနေပေါ့နော်ဒီယူကရိန်းစစ်ပွဲရဲ့အခြေအနေကိုသိနေတဲ့ဒီဥရောပခေါင်းဆောင်တွေတော်တော်များများကဒါယူကရိန်းမှာအခြေအနေတွေကောင်းလာပြီလို့သူတို့ကတွက်ချက်ထားပြီးတော့ဒီယူကရိန်းကိုပတ်စံလိုတော့ထုတ်ပေးနေပုံရပါတယ်ဘယ်လောက်လိုတော့ထုတ်ပေးနေပုံရပြီးတော့ယူကရိန်းအရှုံးမခံရအောင်သူတို့ဘက်ကရပ်တည်တော့မဲ့အခြေအနေကိုရောက်ရှိနေပြီလို့ပြောရတော့မှာပဲဖြစ်ပါတယ်စောစောပိုင်းတုန်းကဆိုရင်ဒီ EU နိုင်ငံတွေကဒီအခြေအနေကိုစောင့်ကြည့်နေတဲ့အနေအထားမှာရှိပါတယ်ဒီယူကရိန်းစစ်ပွဲဖြစ်တဲ့အချိန်တုန်းကအမေရိကန်ကသာအဓိကပါဝင်ခဲ့ပြီးဥရောပနိုင်ငံတွေကနည်းနည်းလက်ဆောင်နေတဲ့အနေအထားမှာရှိပါတယ်စောစောပိုင်းတုန်းကဒါပေမဲ့အခုနောက်ပိုင်းမှာတော့ဒီဥရောပနိုင်ငံတွေကယူကရိန်းဘက်မှာအပြည့်အဝပါဝင်လာတာကိုတွေ့ရှိရပါတယ်အဲ့တော့အခုခေတ်သစ်စစ်ပွဲတစ်ပွဲကိုကြည့်မယ်ဆိုရင်နိုင်ငံတကာကဒီအခြေအနေတွေကိုစစ်ပွဲတစ်ပွဲဖြစ်ပြီးတတိယနဲ့တတိယတနိုင်ငံနဲ့တနိုင်ငံဖြစ်ပြီးဆိုရင်စစ်ပွဲအခြေအနေကိုကြိုတင်စောင့်ကြည့်နေတဲ့အနေအထားအခြေယူစောင့်ကြည့်နေတဲ့အနေအထားကိုကြည့်ပြီးတော့နိုင်မဲ့ဘက်ကနေပြီးတော့ဒါလောင်းတဲ့သဘောမျိုးပေါ့ဗျာနိုင်တဲ့ဘက်ကနေဝင်ပြီးတော့ဝင်ပြီးတော့တိုက်ခိုက်တဲ့အနေအထားတွေကတော့အခုခေတ်သစ်ဒါစီးရေးပြူပါလို့တော့ပြောရမှာပဲဖြစ်ပါတယ်အားလုံးပဲကြမ်းပါပြီတရားသူမျိုး၅ပါးအနေကကင်းဝေးကြပါစေခင်ဗျာ